368ခုတကူလာစုပ်14ရက်တင်းညာအကြနေချမ်းမြေမယ်ကျောင်း၌အတွင်း၌တတိပဋ္ဌာန်အလုတ်ကျင့်ဉာဏ်ကြိုးကိုအထောက်ခံနေကြကုန်သောယဟန္တာမဏေယောဂီသူတော်စင်တို့ရဲ့သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့ကိုအာယုံပြု၍တနေ့တာဆွမ်းအလှရှင်နဲ့အချိုပွဲအလှရှင်ကိုလွန်သူမိဘများဖြစ်သောဒကာကြီးဦးစိုးမြင့်ဓမ္မကြီးတော်တန်းညွန့်မောင်လေးမောင်ဖိုးဖြူတို့ကိုရည်စူးပြီးတော့အမကြီးမတူးနဲ့မောင်ဝင်းလှိုင်မဆီစီဝင်းမိသားစုဘုံမေးရောင်နှင့်လန်းဥဒ္ဒါမျိုးတစ်တို့ကဆက်ကလှူဒါန်းတာဖြစ်ပါတယ်အဲ့ဒီကုသိုလ်ကောင်းမှုနဲ့တွဲဖက်ပြီးတော့ဈဉ္ညာလန်းအတွက်အလှူတော်ငွေကျပ်9000နောက်တကဘုန်းကြီးတို့ဒီနေ့ဓမ္မပူဇာအဖြစ်အလှူတော်ငွေကျပ်1000တို့ဆက်ကလှူဒါန်းအပ်သောသွန်ရည်သေးချဓမ္မသဘင်အနုမောဒနာတရားပွဲရှိရာသို့တရားလူခံရရောက်ရှိလာကြသည်မျိုးကောင်းသားမျိုးကောင်းသမီးပေါင်းသူတော်ကောင်းတို့အားဓမ္မဒါနအမတဒါနအနေအားဖြင့်ပေးလှူခေါ်ကြအပ်သည်သားကိုတတ်၍လှူရဲသူလို့အမည်ပေးထားတဲ့တရားတော်ဗတရားတော်တဲ့လေမိမိရင်၌ဖြစ်ပွားသားကိုတတ်ပြီးတော့အလှူပေးရတဲ့သားကိုတတ်၍လှူရဲသူလို့အမည်ပေးထားတဲ့ဓမ္မကထာဒေသနာဒီကနေ့ဟောကြားမည်ဖြစ်လေသောကြောင့်တရားမောကြားသေးမည်တရားမနာကြားသေးမည်မှာတရားပိုင်ရှင်ဖြစ်တော်မူတဲ့ဘုန်းတော်6ပါးသခင်သဗ္ဗညုဘုရားရှင်ကိုတော်မြတ်ကြီးကိုရောသေးသောအလုံးရှိမောရှိခိုး၍ဓမ္မသဘင်စတင်ဖွညာရအောင်အလုံးပရိသတ်ပေါင်းသူတော်ကောင်းတို့ကလက်အုပ်ချီပြီးတော့ဘုရားရှင်ကိုရောမြတ်ရဲ့ဂုဏ်တွေကိုအာယုံပြုနေပါဘုန်းကြီးကဓမ္မသနာပလင်ဌာနကနေပြီးတော့ဘုရားရှင်ကိုရောမြတ်အားချီးကျူးကိုရောပူဇော်အပ်တဲ့နမေကာရဘုရားရှင်ကိုဖြင့်ဘုရားရှင်ကိုပူဇော်၍ဓမ္မသဘင်စတင်ပွင့်ညာရအောင်ယောမာရသေနမာတနာမာတနာဝိသယုတ်တဝောဒီနာယပိနမေညိတံသောမွေတိတုဇယံစီနောအာဒနာဝိရိယသဝော၅ပါးမဟုတ်ရသဘုံကိုဘုံဟုံ6ဆင့်အောင်ချုံးဝင်၍လွယ်လင့်တဲ့ကိုအောင်ပွဲယူကံဤဖြစ်တော်မူ၏သောယောဇီနောအောင်စေရပြီးအောင်သိမ့်ခြင်းနှင့်ဘောဓိညို့ရှင်အောင်မလင်ဝဲငါအိမ်မှရုပ်ရံခလုတ်ကိုဓမ္မဥဆောင်တဲ့ခင်ဖုံးတော်ညိုအောင်လံတင်၍